သူများတထေးရတော့မသိဘူးဒုတထေးရတော့စားရရှင်ရက်တော့တလားလို့စမိရတို့ကတော့လောင်မကင်းခေါင်းဟောင်းနဲ့ကင်းနဲ့ဆိုအဲတောက်တဲ့စီအဲ့နော်တောက်ပါဘူးနော်လေတခွက်လို့ပြောလိုက်တာအဲ့နော်ဘူးတော့ဖြတ်လိုက်တာတခွက်ဆိုပြီးတော့ကိုလာဘူးကြီးကိုကျွန်တော်တခွက်ဆိုပြီးတော့နော်ခွက်ကလည်းမရှိဘူးခုမှအလောက်ကစရောက်တာဆိုတော့တခွက်မှာတော့ဒီရက်တွေချပြတယ်အချိုရည်လည်းချပြတယ်မကြိုက်ဘူးဇီကြီးမျိုးခေါင်းမတော့ဘူးဘာစိတ်မှမသိဘူးကြည့်လိုက်အောင်မဲဆိုပြီးငဲ့လိုက်တော့ဒီလိုတထေးမျိုးနောက်ဘွားကူပါလို့ဤလို့ကျွန်တော်ဆုတောင်းအဲ့လိုကြိုက်လိုက်တီးတဲ့တထေးမျိုးဟမ်းမရှိတယ်ဒါတွေတောက်ဒါတွေမတောက်ဒါရွေးချတာတတိဝတိုက်တာနော်ကူဆိုဝင်မတော့နဲ့နော်တခွက်စပြီးကျွန်တော်ခွက်ကလည်းချားလို့ပါခွက်ချားလို့ပါကျွန်တော်လည်းခွက်ချားလို့ပါဒါမှမဟုတ်ကြံလာကြောင်းမဟုတ်ပါခွက်ချားလို့ကဲမဲဆိုပြီးခွက်သွားရတာနော်ခွက်လောက်လိုက်တခွက်ကြီးကထဲလာအောင်ချွေလေးရှိနော်တော့ရှိ